Battle of Fate အပိုင်းကမှာတော့ဇီးပန်းပွင့်တခင်လေးနဲ့စူတောင်းမိန်းကလေးတို့ရဲ့ကံကြမ္မာတိုက်ပွဲဖြစ်ပါတယ်။ဇီးပန်းပွင့်တခင်လေးကစူတောင်းမိန်းကလေးရဲ့ကံကြမ္မာကိုစတင်ဟောပြောရမှာဖြစ်ပါတယ်။စူတောင်းမိန်းကလေးကတောင်ထိပ်ပေါ်တွင်ကပင်တဲရှိသောတစ်ပင်ကဲ့သို့အလင်းအထီးကျန်လောစာတာဖြစ်ကြောင်းပခုံးပေါ်တွင်ဝန်ထုဝန်ပိုးများစွာထမ်းဖိုးခါရကြောင်းစသဖြင့်အပြည့်အစုံဟောပြောခဲ့ပါတယ်။ဇီးပန်းပွင့်တခင်လေးရဲ့ဟောပြောမှုကတိုင်းတွေသားမကစူတောင်းမိန်းကလေးကိုယ်တိုင်အံ့အားသွားခဲ့ရပါတယ်။စူတောင်းမိန်းကလေးရဲ့ဟောပြောမှုအလယ်မှာတော့ဇီးပန်းပွင့်တခင်လေးဟာအလွန်တနာစရာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဇီးပန်းပွင့်တခင်လေးဟာသူ့မိတ်ဆွေများတိတ်ဆုံးတော့မယ်ကိုကြိုသိခဲ့ရကြောင်းဝမ်းနဲ့စွာသိခဲ့ရပါတယ်။ဒီပြိုင်ဆိုင်မှုမှာတော့စူတောင်းမိန်းကလေးကအနိုင်ရရှိသွားခဲ့ပါတယ်။နောက်ထပ်ရှင်ပြရမယ့်အတွဲဖက်ကတော့အစစ်မြင့်ကန်စာတာဂျွန်နဲ့ဖာအီပဲဖြစ်ပါတယ်။ကန်စာတာဂျွန်ကဖာအီရဲ့ဘဝကိုပေါင်းအိုးတစ်လုံးနဲ့နိုင်ရှင်ပြီးအကောင်းဆုံးဟောပြောနိုင်ခဲ့ပါတယ်။ဖာအီရဲ့အလက်မှာကန်စာတာဂျွန်ရဲ့2019ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုအားလုံးအံ့အားသင့်အောင်ပြောသွားခဲ့ပါတယ်။2019ခုနှစ်ဟာကန်စာတာဂျွန်ရဲ့မိခင်သေဆုံးသွားခဲ့တယ်ဆိုတာအားလုံးကိုအံ့အားသင့်အောင်ဟောပြောသွားခဲ့ပါတယ်။ဒီတစ်ခေါက်မျက်နှာချင်းဆိုင်ပြိုင်ပွဲအနိုင်ရရှိသွားသူကတော့ဖာအီပဲဖြစ်ပါတယ်။နောက်ထပ်ချီဆွဲငင်တိုက်ပွဲမှာရှင်ပြိုင်ရမယ့်သူတွေကတော့နိုဆူဘီနဲ့တခင်လေးကြီးစိုးနှုတ်ရဲ့အတွဲပဲဖြစ်ပါတယ်။ပထမဆုံးတခင်လေးကြီးစွန်းကနိုဆူဘီရဲ့အကြောင်းကိုဟောပြောရမှာဖြစ်ပါတယ်။နိုဆူဘီဟာအပြင်ပန်းမှာတီးငီနေပုံရပေမဲ့အလွန်အမင်းအထီးကျန်နေသူဖြစ်ကြောင်းဟောပြောခဲ့ပါတယ်။တခင်လေးကြီးစွန်းရဲ့ဟောပြောမှုတွေကိုတိုင်းတွေအပါအဝင်တခြားပြိုင်ပွဲဝင်နေသူတွေပါအံ့အားသင့်ခဲ့ကြပါတယ်။နိုဆူဘီဟောပြောရမယ့်အလေမှာတော့တခင်လေးကြီးစွန်းဟာနတ်ဆရာမျိုးရိုးရှိသူဖြစ်ပြီးအသက်9နှစ်အရွယ်မှာတင်ဝိညာဉ်ပူးကတဲ့ကလေးအဖြစ်ကြော်ကြားခဲ့ပါတယ်။နိုဆူဘီရဲ့ဟောပြောမှုအပြီးမှာတော့တခင်လေးကြီးစွန်းဟာနိုဆူဘီကိုပြိုင်ဘက်ပေါ်မှာလေးစားမှုရှိတဲ့ကြောင်းတတိပေးခဲ့ပါတယ်။ဒီပြိုင်ဆိုင်မှုမှာအနိုင်ရရှိသွားတဲ့သူကတော့တခင်လေးကြီးစွန်းပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအပိုင်း6မှာရောဘလိုမျိုးစိတ်ဝင်စားဆွေပြိုင်ဆိုင်မှုတွေကိုမြင်တွေ့ရအောင်လဲဆိုတာကျွန်တော်ရဲ့ channel လေးကနေစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။